အရင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်းငါးမှာဘာပြောပြခြင်းသလဲမေးလိုက်တော့သာရိပုတ္တရာယုတ်မှာလာတဲ့ဦးဇင်းတို့တွေသုတ်တန်လေးတစ်ပုဒ်ကိုပြောပြခြင်းပါတယ်အရင်သာရိပုတ္တရာရဲ့ဘဝတွေပြောပြထားတဲ့ဓမ္မတွေပြောပြထားတဲ့တန်ယုတ်တနိကေသာရိပုတ္တရာတန်ယုတ်တခုသောနန္နဲ့အရှင်သာရိပုတ္တရာကိုရောမြတ်ကြီးသင်္ကန်းပြင်ဝေးပြီးတော့သာဝတိမြို့ထဲကိုဆွမ်းခံထွက်တယ်ဆွမ်းခံထွက်ပြီးတော့တင့်တော်တဲ့နေရာမှာဆွမ်းဖုံးပေးပြီးတော့အဲ့ဒီကနေကြောင်းမပြန်မဲနဲ့အန္တဝနလို့ခေါ်တဲ့အန္တဝန်တော်တဲ့ကိုသွားတယ်အန္တဝန်တော်တဲ့ကိုသွားပြီးတော့တပါးတဲ့အညာတရသမိန်ဒုက္ခမူလေဒီဝဝိဟာရနိတိတိတခုသောသစ်ပင်ရင်မှာထိုင်ပြီးတော့ဒီဝဝိဟာရလို့ခေါ်တဲ့နေ့အခါနေခြင်းမျိုးလေးအဲ့ဒီမှာအေးအေးဆေးဆေးတပါးတဲ့သွားနေတနေ့ကုန်နေပြီးတော့မှညနေချမ်းကာလအန္တဝန်တော်ကနေပြီးတော့ဇေတဝန်ကိုပြန်ဇေတဝန်ကိုပြန်တဲ့အခါအရှင်အနန္ဒကိုရောမြတ်ကအရှင်သာရိပုတ္တရာကြီးလာတာကိုလှမ်းပြီးတော့ကြည့်အဲ့တော့မျက်တော်မခံပဲတခြားကိုစိုက်ကြည့်ကြည်နဲ့တဖြည်းဖြည်းနဲ့ဘာဖြစ်လာတော့မေးတယ်တော့အရှင်သာရိပုတ္တရာကြီးဟာသူ့အနိနာရောက်လာအတ္တသာကောအာယတမအာနန္ဒောအတ္တတာခောအာယတမအာနန္ဒောအာယတမန္တသာရိပုတ္တံဒူရာတောဝအာဂေသန္တံအရှင်သာရိပုတ္တရာကိုရောမြတ်ကြီးလာတာကိုအရှင်အာနန္ဒာကအဝေးကြီးကနေမြင်နေတဲ့စာကဒီလိုမှတ်တမ်းတယ်အနိနာရောက်လို့ပြောခွင့်ကြုံတဲ့အခါမှာအရှင်အာနန္ဒာကအရှင်သာရိပုတ္တရာကြီးကိုလျှောက်တာဝိပဿနာနိခောတေအာဟုသောဝိပဿနာနိခောတေအာဟုသောသာရိပုတ္တဣန္ဒရိယာနိအာဟုသောသာရိပုတ္တအရှင်ဘုရားသာရိပုတ္တရာတေအရှင်ဘုရားဤဣန္ဒရိယာနိဣန္ဒြေတို့သည်ဝိပဿနာနိအလွန်ကြည်လင်းပြီးတော့နေတဲ့ဘုရားပတိသုတ်တော်အလွန်ဖြူစင်ပြီးတော့နေတဲ့ဘုရားပတိယောဓာတော်အယွန်တောက်ပါပြီးတော့နေပါတယ်ဘုရားကတမေနဝိဟာရေနဝိဟာတိအဲ့လိုရှင်ဘုရားရဲ့ရုပ်ခန္ဓာကြည်လင်ပြီးတော့နေအောင်ဣန္ဒြေတွေကြည်လင်ပြီးတော့နေတော့အရှင်ဘုရားကတမေနဝိဟာရေနဝိဟာတိဘယ်လိုနေခြင်းမျိုးနဲ့အရှင်ဘုရားနေတာပါလေတဲ့အရှင်အာနန္ဒာကဒီလိုလျှောက်လိုက်တဲ့အခါမှာရှင်သာရိပုတ္တရာကြီးပြန်ဖြေတာကဗဒမံဇာနံဥပသမေဇာဝိဟရမိရှင်သာအာနန္ဒာကြီးငါကလေပထမဇန်နဲ့ငါနေတာတော်ကောင်းတော့ဣန္ဒြေတွေစင်ကြယ်ဖို့ရန်အတွက်အခုရှင်သာရိပုတ္တရာကြီးကကြည်လင်တောက်ပနေတာဘာဖြစ်လို့လဲမေးလိုက်တော့ပထမဇန်နဲ့နေခဲ့လို့ပထမဇန်ဆိုတာဘာလဲမေးလိုက်တော့ဝိဝိဇေဝကာမေဟိဝိဝိဇာအာကုသလေဟိဓမ္မေဟိဝိဝိဇေဝကာမေဟိကာမတရားတွေကင်းစိတ်ပြီးတော့နေတာပထမဇန်ဝိဝိဇာအာကုသလေဟိဓမ္မေဟိအာကုသတရားတွေကင်းစိတ်ပြီးတော့နေတာဟာပထမဇန်သာဝိတကံသာဝိဇာတံဝိဝေကဇံပိတိဒုက္ခံဝိတန်နဲ့လည်းတကွာဝိဇာတနဲ့တကွာဖြစ်ပြီးတော့မှပိတိဒုက္ခနဲ့နေတာအဲဒါကြောင့်ပထမဇာနာဥပသမေဇာဝိဟရမိငါလေးတဲ့အဲ့ဒီလိုပထမဇာနဲ့နေတဲ့အတွက်ဒါကြောင့်ငါရဲ့ဣန္ဒြေဟာတိဝိပဿနာနှစ်ပฏิသုတ်တာသုံးကပရိယောဓာတာဒီလိုတွေဖြစ်နေတယ်လို့ပြောနောက်တကမှတ်သားစရာကောင်းတာလေးကအရှင်သာရိပုတ္တရာကြီးကအဟံပထမဇာနာသမပိစ္ဆာမိငါပထမဇန်ဝင်စားတယ်ငါပထမဇန်ဝင်စားနေပြီအဟံပထမဇာနာသမပန္နောငါပထမဇန်ဝင်စားခဲ့ပြီအဟံပထမဇာနာဝုဋ္ဌိတောငါပထမဇန်ကထခဲ့ပြီဧဝဝိတကနာဟောတိငါပထမဇန်ဝင်စားခဲ့ပြီငါပထမဇန်မှတ်ထားခဲ့ပြီငါပထမဇန်ဝင်စားနေတယ်ရဲ့လို့
ငါမှာအဲ့ဒီလိုအကြံစီတွေကိုယ့်ရဲ့ကိုအထင်ကြီးစေမယ်မာနဖြစ်စေမယ်တွေးမျိုးသူ့မှာမတွေးမကြံဘူးနောက်တကပို့ပြီးတော့မှတ်သားစရာကောင်းတာလေးကအရှင်အာနန္ဒာကိုရှင်သာရိပုတ္တရာပြောတာလေဒီကရတ္တအဟိကာရမမင်္ကာရမာနာနုတယသူတမုခတာဒီဘဝအာနန္ဒာကြီးငါမှလေငါဟုယူဆွဲမှုဒိဋ္ဌိငါဥစ္စာဟုတက်မဲ့မှုတဏှာထောင်လွှမ်းမှုမာနာနုတယတို့ကိုဒီကရတ္တသူတမုခတာဟိုးအရင်ကတည်းကငါပယ်ထားတာဆိုလိုတာကသူတော်ကောင်းတို့တွေအိန္ဒိယတွေကြီးလင်းနေဆိုတာတိယူမမှုဒိဋ္ဌိသူ့မှာမရှိနှစ်တက်မဲ့မှုတဏှာသူ့မှာမရှိသုံးကထောင်လွှမ်းမှုမာနအဲ့ဒီသုံးခုကိုဒီကရတ္တသူ့သမုခတာဟိုးအရင်ကတည်းကငါပယ်ထားတာဒါဆိုတရားကျင့်ကြသလိုစဉ်ပေါင်းတို့အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မပိုင်း၅မှာဥဒ္ဒနုတ္တတို့ကြည့်လိုက်အရှင်အာနန္ဒာကအရှင်သာရိပုတ္တရာရဲ့ရုပ်ခန္ဓာတနည်းအားဖြင့်ပြောရင်ဣန္ဒြေ6ပါးဣန္ဒြေများကြည်လင်တောက်ပပြီးတော့နေတာသည်တခြားကြောင့်မဟုတ်ဘူးတဲ့ပထမဇန်ဝင်စားလို့ပထမဇန်ဝင်စားတယ်ဆိုတာကဝိဝိဇေဝကာမေဟိဝိဝိဇအကုသလေဟိဓမ္မေဟိကာမတရားတွေကင်းစိတ်အကုသိုလ်တရားတွေကင်းစိတ်သဝိတကသဝိဇာရဝိဝေကဇာပိတိဒုက္ခဝိတဝိဇာရနဲ့တကွဖြစ်တဲ့ပိတိဒုက္ခအဲ့ဒီပထမဇန်နဲ့ဥပသံမေဇဝိဟရာမိတဲ့ပထမဇန်နဲ့နေလို့သူ့ရဲ့ရုပ်အစဉ်ဟာကြည်လင်လာနောက်တကရှိသွားသောနေညပါလုံးဒိဋ္ဌိလည်းသူပယ်ထားတယ်တဏှာလည်းသူပယ်ထားတယ်မာနာနုတ္တယလည်းသူပယ်ထားတယ်အဲ့ဒီတရားတွေကြောင့်ငါရဲ့ရုပ်ခန္ဓာကြည်လင်လာပါကွာလို့အရှင်သာရိပုတ္တရာကအရှင်အာနန္ဒာကိုမိန့်ပါတယ်ဗျာအဲကြောင့်တရားချစ်ခင်တော်စင်များဤကဲ့သို့မြင့်မြတ်သောမထေရတစ်ပါးရဲ့စိတ်ထားနဲ့ဘဝနေနည်းကိုကြည်ပြီးတော့မှတော်ကောင်းတို့တွေလည်းပဲမြင့်မြတ်တဲ့ဘဝမြင့်မြတ်တဲ့ဌာနတွေမှာပိုင်ဆိုင်ကြကုန်ပြီလေမိမိတို့ရည်မှန်းတဲ့ဘဝတည်ဟူသောထက်စကန်တက်လန်းနိုင်ကြတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒေသနာဏီကုံကမ္မဘုံကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်ကောင်းပေါင်းတို့မှာဒုံမကလမ်းမဒီမခရီးမကိုဝိဝုစေတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမကလမ်းမဒီမခရီးမှန်ကိုဥဆုံးဖြောင်းမြောက်မတ်မှန်ယန္တုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း